Idea Story နော်ရဲ့ Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီ video file မှာတော့ BR နဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောပြပေးမှာဖြစ်ပါတယ် BR မတော့ခင်မှာကျွန်တော်ခုပြောပြမယ့်အချက်တွေကိုအရင်သိထားစေချင်ပါတယ် BR ဆိုတာကလည်းသိတဲ့အတိုင်းပါပဲလူတော်တော်များများကြက်ညစ်သက်ပြီးတော့မူရင်းစေတဲ့ရမကာတွေကတစ်ခုပါပဲ BR မကြိုက်တဲ့သူ BR မတော့တဲ့သူဆိုတာကတော့ခုခေတ်မှာတော်လေးကိုရှားမင်ထင်ပါတယ် BR တော့တာကစိုးကျိုးတွေရှိသလိုကောင်းကျိုးတချို့လည်းရှိနေပါတယ်အဲ့ဒါကတကယ်ကိုအံ့ဩတင်စရာပါတခြားအရက်တွေနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှင်เนาะဘီယာမှာပါဝင်တဲ့အရက်ပမာဏကတော်တော်လေးကိုနေပါတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီစတိုးဆိုင်တွေမှာဘီယာကိုအလွယ်တကူရရှိနိုင်ပါတယ်အရက်တွေထက်ပုံမကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ဘီယာတောက်သုံးနိုင်နေဆိုပေမဲ့နေ့စဉ်ဘီယာတောက်သုံးခြင်းကကျွန်တော်တို့ကျန်းမာရေးတဲ့ဘလို့ပေးပုံတရားမှုရှိနေပါသလဲရေတုံနဲ့ရေရှည်အတွက်တတိပြုမိဖို့ကလည်းအလုံးကိုရေးကြည့်တာပဲဖြစ်ပါတယ်အဲ့တော့နေတိုင်းဘီယာတောက်တာကပုံမှန်ပဲလားနေတိုင်းဘီယာတောက်တယ်ဆိုလို့ရှင်ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာဘာတွေဖြစ်လာမလဲအဲ့ဒါကတော့ကျွန်တော်တို့ဖွင့်တောက်လိုက်တဲ့ဘူးရည်အတွက်ပေါ်မှာမူတည်မယ်ထင်ပါတယ်အလွန်ကျွံတောက်တဲ့သူဖြစ်မယ်ဆိုလို့ရှင်เนาะတုံနေရမယ့်တခြားကျန်းမာရေးအန္တရာယ်တွေရှိနိုင်ပေမဲ့ဘီယာကိုတင့်တင့်မျှတစွာတောက်သုံးမယ်ဆိုပါကကျန်းမာရေးအကျိုးကျေးဇူးများစွာကိုပေးဆောင်နိုင်ပါတယ်အဲ့တော့ကျန်းမာရေးအကျိုးကျေးဇူးတွေဘယ်လိုတွေပေးဆောင်နိုင်လဲဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်လိုက်ကြရအောင်နံပါတ်1တစ်ချက်အနေနဲ့ကတော့ဘီယာကကျွန်တော်တို့ရဲ့နေ့စဉ်စားသုံးမှုအာဟာရကိုတိုးစေနိုင်တာပဲဖြစ်ပါတယ်ဘီယာမှာကျွန်တော်တို့ကျန်းမာရေးနဲ့ညညွတ်တယ်ဆိုတဲ့သတ်မှတ်ထားတဲ့ဝိုင်ထက်ပေါ့နော်ဗီတာမင် V, folate, niacin, phosphate နဲ့ protein တက်တဲ့ပိုများနေလို့ပဲဖြစ်ပါတယ်ကျန်းမာရေးနဲ့ညညွတ်တဲ့ဝိုင်လုံးဓာတ်တိုးဆန့်ကျင်ပစ္စည်းအန်တီအောက်ဆီဒန့်ပါဝင်တာချင်းတူညီတယ်ဆိုပေမဲ့ဘီယာမှာအမြင့်တက်တဲ့ prebiotic တွေကပိုပြီးတော့ပါဝင်နေပါသေးတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့နေ့စဉ်စားသုံးတဲ့အာဟာရတွေကိုဘီယာကလည်းပေးစွမ်းနိုင်ပါတယ်နံပါတ်2အချက်ကတော့ဘီယာကစီးကြောယောဂဖြစ်နိုင်ခြေကိုရှော့ချပေးနိုင်ပါတယ်လေ့လာမှုတွေအရကတော့အလေလက်တောက်သုံးတဲ့သူပေါ့နော်အသင့်တောက်သုံးတဲ့သူတွေဟာပြောရရင်တော့အသင့်တောက်သုံးတယ်ဆိုတာကတနေ့လည်းရင်နှစ်ခွက်ထက်ပိုမတောက်တဲ့သူတွေကိုဆိုလိုတာပဲဖြစ်ပါတယ်တနေ့လည်းဘီယာနှစ်ခွက်ထက်ပိုမတောက်တဲ့သူတွေဟာလုံးဝမတောက်တဲ့သူတွေထက်စားလို့ရှိရင်စီးကြောယောဂဖြစ်နိုင်ခြင်းနေပါကြောင်းဆိုထားချက်တွေရှိပါတယ်အသင့်ဘီယာတောက်သုံးတဲ့သူတွေဟာအမျိုးအစားနဲ့စီးကြောယောဂဖြစ်နိုင်ခြင်း20ရာခိုင်နှုန်းအောက်သာရှိတယ်လို့လည်းဆိုထားပြန်ပါတယ်ဒါပေမဲ့တစ်ခုသတိထားမယ့်တစ်ချက်ရှိပါတယ်တနေ့ကိုဘီယာနှစ်ခွက်ထက်ပိုတောက်မယ်ဆိုလို့ရှိရင်တော့သူရဲ့ဆန့်ကျင်ဘက်အနေနဲ့စီးကြောယောဂဖြစ်နိုင်ခြင်းကိုပိုပြီးတော့တိုးလာစေနိုင်တာပဲဖြစ်ပါတယ်နံပါတ်3အချက်အနေနဲ့ကတော့ဘီယာကနှလုံးကျန်းမာရေးကိုကောင်းမွန်စေနိုင်ပါတယ်ကျွန်တော်တို့ကျန်းမာရေးနဲ့ညညွတ်တယ်ဆိုတဲ့ဝိုင်ကနှလုံးကျန်းမာရေးကိုမြင့်တင်ရန်အတွက်ပုံမှန်ရွေးချယ်မှုတစ်ခုဖြစ်တယ်ဆိုပေမဲ့ဘီယာကလည်းအလားတူအကျိုးကျေးဇူးတွေကိုပေးဆောင်နိုင်ပါတယ် American Heart Association ရဲ့လေ့လာမှုတွေအရကတော့ကျွန်တော်တို့ဒီတိုသင့်ယုံဘီယာတောက်သုံးတဲ့သူတွေဟာကောင်းတဲ့ cholesterol HDL ကိုမြင့်တင်ပေးနိုင်နေဆိုတဲ့အကြောင်းဆိုထားချက်တွေရှိပါတယ်နံပါတ်4ချက်ကတော့ဘီယာတောက်သူတွေမှာအန်ဆိုင်မာယောဂါနဲ့စိတ်ကြယောဂါဖြစ်နိုင်ခြေကိုရှော့ချပေးနိုင်ပါတယ်။တွန်ယုံတန်ယုံတောက်သူတွေအနေနဲ့ကတော့မှတ်ဉဏ်နဲ့အန်ဆိုင်မာဖြစ်နိုင်ခြေကို23ရာခိုင်နှုန်းရှုံနေကြောင်းဆိုထားချက်တွေရှိနေပြန်ပါသေးတယ်။အုံနောက်ကျန်းမာရေးအတွက်အကျိုးပြုတဲ့ကောင်းတဲ့ cholesterol ကိုမြင့်တင်ပေးနိုင်ခြင်းနဲ့လည်းဆက်စပ်မှုရှိနေလို့ပဲဖြစ်ပါတယ်။နံပါတ်5ချက်ကတော့ဘီယာကိုအတန်တင်တောက်သူတွေမှာရောင်ရမ်းမှုကိုရှော့ချပေးနိုင်ပါတယ်။ဘီယာမှာပါတဲ့ hof တွေကရောင်ရမ်းမှုကိုစန့်ကျင်တဲ့ဂုဏ်သက်တွေရှိတယ်လို့ဆိုထားလို့ပဲဖြစ်ပါတယ်။အဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ခန္ဓာကိုယ်ရောင်ရမ်းမှုကိုအမှန်တကယ်ရှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်6ချက်ကတော့အယုတ်သေးသေးစားကိုကူညီပေးနိုင်ပါတယ်။ကျွန်တော်တို့ဘီယာကိုအတန်တင်တောက်သုံးမယ်ဆိုလို့ရှိရင်เนาะအမျိုးသားရောအမျိုးသမီးရောပါအယုတ်သေးသေးစားတိုးလာခြင်းနဲ့ဆက်ဆက်နေပြီးတော့တပတ်လျင်ဘီယာတပူးတောက်သုံးခြင်းကတင်မစုံရုံကျိုးနိုင်ခြင်းနေပါကြောင်းနဲ့ဆက်ဆက်မှုရှိနေတဲ့ဆိုတဲ့အကြောင်းကိုဆိုထားချက်တွေရှိပါတယ်ကျွန်တော်တို့ဘီယာကိုအတန်အသင့်တောက်ခြင်းဖြင့်သူ့ရဲ့ကောင်းကျိုးတွေသိပြီဆိုလို့ရှိရင်ဘီယာလွန်ကွဲစွာတောက်ခြင်းအဆိုးကျိုးတွေကိုဆက်လက်ကြည့်လိုက်ကြရအောင်နေ့စဉ်ဘီယာလွန်ကွဲစွာတောက်သုံးနေမိမယ်ဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုနှီးမျိုးမျိုးနဲ့ထိခိုက်စေခြင်းအပါအဝင်တခြားသောကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်မှာပဲဖြစ်ပါတယ်နံပါတ်1တစ်ချက်ဆက်လက်ကြည့်ရအောင်ကိုယ်လေးချိန်တိုးခြင်းနဲ့ဘီယာဖိုက်ကိုဖြစ်စေမှာပဲဖြစ်ပါတယ်ဘီယာကကီလိုရီနဲ့ကာဗွန်ဟိုက်ဒရိတ်စားသုံးမှုကိုတိုးစေလို့မို့အဆီလောင်ကျွမ်းမှုကိုတားဆီးပေးနိုင်ပါတယ်။ဘီယာမှာဖိုင်နိုအက်စထရိုဂျင်ပါဝင်ပြီးတော့ဘိုက်အဆီတွေကိုတော်လောင်နိုင်ခြင်းတိုးစေပါတယ်။အဲ့ဒါကဘီယာတောက်သူတွေကိုဘီယာဘိုက်ဖြစ်စေတာပဲဖြစ်ပါတယ်။နောက်တစ်ခုရှိပါတယ်။ကိုလေးချိန်ကြကျင်တဲ့သူတွေဝိတ်ချကျင်တဲ့သူတွေအနေနဲ့ကတော့ဒီဘီယာကိုလွန်ကဲစွာတောက်မယ်ဆိုလို့ရှိရင်တော့ကိုလေးချိန်ချခြင်းလုပ်ငန်းစဉ်ကိုနှိမ့်ကွေးစေနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့အစီတွေကိုခြေဖြစ်မပေးနိုင်တဲ့အတွက်ကြောင့်မို့ဒီဘီယာတောက်တိုင်းအသေးစီတရိုက်ရောက်သွားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကအရက်ကိုအစိတ်တောက်ဖြစ်အတိမတ်ပြုတဲ့အတွက်ကြောင့်မို့ခန္ဓာကိုယ်ကအဲ့ဒါကိုတူလောင်နိုင်စွမ်းမရှိတော့ပါဘူးစွမ်းရင်အတွက်အသုံးပြုဖို့အသေးကဦးစားပေးရပါတယ်ကျွန်တော်တို့ဘီယာကိုသုံးလိုက်တဲ့အခါမှာအသေးကအဲ့ဒီအစိတ်တောက်တွေကိုဥစွာဖေရှားဖို့ဥဆောင်လှုပ်ဆောင်ပေးရတဲ့အတွက်ကြောင့်မို့ကိုလေးချိန်ချော့ချဖို့ကြိုးစားနေတယ်ဆိုလို့ရှိရင်တော့အရက်ကိုဦးစားပေးတဲ့အတွက်ကြောင့်မို့အစီလောင်ကျွမ်းမှုဖြစ်စေတစ်ခုလုံးကိုနှိကွေးသွားစေနေတာပဲဖြစ်ပါတယ်ကျွန်တော်အသေးရလောက်ကလေပတ်နေတဲ့သွေးတွေကိုစစ်ထုတ်ပြီးတော့အရက်ပါဝင်တခြားသောအစိတ်တောက်တွေကိုဖျက်ဆီးပစ်ဖို့ပါပဲဒါပေမဲ့အသေးကအရက်ပမာဏအတိုင်းအတာတစ်ခုထိထိနိုင်နေဆိုပေမဲ့လူကစက်တိုက်တောက်နေမယ်ဆိုလို့ရှိရင်တော့အမြဲတမ်းထိခိုက်မှုဖြစ်စေတဲ့အထိဖြစ်လာနိုင်ပါတယ်နံပါတ်1အချက်အနေနဲ့ကတော့နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေမှာပဲဖြစ်ပါတယ်ဘီယာလုံးကျုံတောင်ချင်းကနှလုံးခုန်လုံးကိုမြင့်တက်စေပြီးတော့အထူးသဖြင့်ကတော့လက်ရှိနှလုံးချင်နေတဲ့သွေးတိုးရောဂါရှိနေတဲ့သူတွေအတွက်ကတော့အန္တရာယ်ရှိတဲ့အရာပဲဖြစ်ပါတယ်လေ့လာမှုတွေရကတော့တပတ်လျင်ဘီယာ10ခွက်ဒါမှမဟုတ်10ခွက်ထက်ပိုတဲ့တောက်သူတွေမှာဘီယာ9ခွက်နဲ့တပတ်ကိုအနည်းငယ်တောက်သူတွေထက်စားလို့ရှိရင်တစ်နှစ်ကနေ2နှစ်အထိနှလုံးသွေးတိုးဆိုင်ရာယောဂါနဲ့သေဆုံးနိုင်ခြေပိုများတယ်လို့ဆိုထားချက်တွေရှိပါတယ်တပတ်လျင်ဘီယာ18ခွက်ဒါမှမဟုတ်8ထက်ပိုပြီးတောက်သူတွေကတော့လူသက်တမ်းကို4နှစ်ကနေ5နှစ်ထိချော့ကျစေနိုင်ပါတယ်နံပါတ်4ချက်ကတော့အသေးကိုပျက်စီးစေနိုင်ပါတယ်ဘီယာဒါမှမဟုတ်အရက်လွန်ကျွန်းတောက်ခြင်းကအသေးထိခိုက်မှုကိုဖြစ်စေပြီးတော့အသေးယောဂါကိုဖြစ်စေပါတယ်ကျွန်တော်တို့လူခန္ဓာကိုယ်မှာရှိတဲ့အသေးကပိုရီယန်နေတဲ့အဆူတွေကိုတိုးလောင်ထားပြီးတော့အဲ့ဒီကနေမှအသေးစီဖုံးခြင်းဖြစ်ပေါ်လာပြီးဒီနောက်ပိုင်းမှာအသေးရောင်ရမ်းခြင်းထိဖြစ်စေနိုင်ပါတယ်အချိန်ကြာလာလေဆိုလို့ရှိရင်တော့နာတာရှည်အသေးရောင်ခြင်းကိုဖြစ်စေပြီးတော့အသေးအမာရုပ်တ िश များစုပုံလာပြီးတော့အသေး၆ခြင်းကိုဖြစ်လာစေနိုင်ပါတယ်နံပါတ်5ချက်ကတော့အာယုံကြောပျက်စီးနိုင်တာပဲဖြစ်ပါတယ်ရေရှည်ဘီယာလွန်ကျုံတောက်သုံးခြင်းကအရက်ကြောင့်ဖြစ်တဲ့အာယုံကြောယောဂါကိုဖြစ်စေနိုင်ပါတယ်အာယုံကြောပျက်စီးမှုကအရက်လွန်ကျုံတောက်ခြင်းကြောင့်အာဟာရထုံယွင်းခြင်းနဲ့ဆက်ဆက်မှုရှိနေလို့ပဲဖြစ်ပါတယ်နံပါတ်6ချက်ကတော့မှတ်ဉာဏ်ပြဿနာတွေဖြစ်လာနိုင်ပါတယ်အရက်ဓမ္မမို့ဘီယာလွန်ကျုံတောက်ခြင်းကမှတ်ဉာဏ်ထုံယွင်းခြင်းကိုဖြစ်စေနိုင်ပါတယ်နှစ်ရှည်လာများရက်လွန်ကျုံတောက်သုံးခြင်းကလည်းအမြဲတမ်းမှတ်ဉာဏ်ဆုံးရှုံးမှုနဲ့မှတ်ဉာဏ်ထုံယွင်းခြင်းကိုဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်နံပါတ်9ချက်အနေနဲ့ကတော့ရေဓာတ်ခန်းချောက်စနေတာပဲဖြစ်ပါတယ်ဘီယာမှာပါတဲ့အရက်ကရေဓာတ်ခန်းချောက်စေတယ်လို့ဆိုထားချက်တွေရှိပါတယ်ကျွန်တော်တို့လူခန္ဓာကိုယ်မှာရှိတဲ့ကြောက်ကပ်ကအရည်နဲ့လက်ထော်လိုက်ကိုထိန်းညှိဖို့တာဝန်ရှိပြီးတော့အရက်ကတော့ကြောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကိုထိခိုက်စေတဲ့ဟော်မုန်းတွေကိုနှောင့်ယှက်ပေးတာပဲဖြစ်ပါတယ်အဲ့ဒီခါမှာကြောက်ကပ်နဲ့ခန္ဓာကိုယ်ရဲ့အရည်နဲ့လက်ထွန်းကိုထိန်းညှိနိုင်စွမ်းထိခိုက်စေတာပဲဖြစ်ပါတယ်ဘီယာတောက်သုံးမှုများခြင်းကကြောက်ကပ်ဆိုင်ရာလှုပ်ဆောင်ချက်တွေကိုထိခိုက်စေတဲ့ဟော်မုန်းတွေကိုနှောင့်ယှက်ပေးပါတယ်လေ့လာမှုတွေအရဘီယာလိုအရက်နည်းတဲ့အဖျော်ယမကာတွေကိုပမာဏအတန်အသင့်တောက်သုံးတဲ့အခါမှာစီးသွားနိုင်တဲ့အာနိသင်ကဝိုင်နဲ့အရက်လိုပြင်းထန်ခြင်းမရှိကြောင်းဆိုထားချက်တွေရှိပါတယ်။အဲတို့ကြောင့်မို့ဘီယာကိုအတန်အသင့်တောက်ပြီးတော့နေကင်းပတ်မှာရေကိုတခြားတောက်မယ်ဆိုပါကရေဓာတ်ခန်းချောင်းမှုကိုရှောင်ရှားရန်ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်8အချက်အနေနဲ့ကတော့အိတ်ဆက်ခြင်းကိုနှောင့်ယှက်ဖြစ်စေနိုင်ပါတယ်။ဘီယာတောက်သုံးခြင်းအပြင်တခြားအရက်မျိုးစားတွေတောက်သုံးတဲ့သူတွေကတော့စေအေးလက်အေးခံစားစေပြီးတော့ကျဉ်းမှုခံစားရစေရန်အတွက်တောက်သုံးကြတာဖြစ်ပါတယ်။ဒါပေမဲ့အရက်သေးစားတောက်စားခြင်းကအုံနောက်ရဲ့ရေရှည်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဘီယာထဲမှာပါတဲ့အရက်ကအုံနောက်ကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့တုံ့ပြန်မှုနှေးကွေးတဲ့ဟန်ချက်တွေမှတ်ဉဏ်နဲ့အိပ်စက်မှုကိုချွန်ယွန်းသွားစေနေတာပဲဖြစ်ပါတယ်။အရက်တောက်တဲ့အခါမှာအသေးကအရက်ကိုခြေဖြစ်ဖို့ဂီယာဖြစ်လာပြီးတော့ကောင်းကောင်းအိပ်မပျော်တဲ့ညတွေကိုဖြစ်ပေါ်စေနိုင်လို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘီယာရဲ့ကောင်းကျိုးဆိုးကျိုးတွေသိပြီဆိုလို့ရှိရင်ဘီယာကိုရှော့တောင်းနည်းကျွန်တော်တို့အရင်ကြည့်လိုက်ကြရအောင်ဘီယာကိုကျွန်တော်တို့ဘယ်လိုရှော့တောက်ကြမလဲနံပါတ်1တစ်ချက်အနေနဲ့ကတော့တောက်သုံးဖို့ကန့်သက်ချက်တွေသတ်မှတ်ထားဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လောက်တောက်သုံးမယ်ဆုံးဖြတ်ချက်နဲ့ကန့်သက်ထားဖို့ပါပဲနံပါတ်2အချက်ကတော့အိမ်မှာဘီယာကိုမသိမ်းစေပါနဲ့ဘီယာကိုအလွယ်တကူမရနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီအလွယ်တကူမတောင်းမိစေဖို့အလားလာနေပါစေမှာပဲဖြစ်ပါတယ်နံပါတ်3ချက်ကတော့ရေဓမ္မမို့အချိုရည်အငင်းငယ်ချိန်စားပြီးတော့ထည့်ပေးဖို့ဖြစ်ပါတယ်ဘီယာတစ်လုံးစီကိုရေတခွက်နဲ့ချိန်ညင်ခြင်းဖြင့်ကျွန်တော်တို့တောက်တဲ့ပမာဏကိုလျှော့ချနိုင်မှာပဲဖြစ်ပါတယ်အဲ့လိုတောက်တာကအရက်ကိုရှော့တောက်ရုံတင်မကပါဘူးရေဓာတ်ပါနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုတခြားဘေးထွက်ဆိုးကျိုးတွေကနေမှကာကွယ်ပေးနိုင်ပါလိမ့်မယ်ကျွန်တော်တို့ဘီယာပါဝင်ဒီအရက်ပါတဲ့အဖျော်ယမကာတွေကကျွန်တော်ရဲ့ခန္ဓာကိုယ်ပေါ်မှာရေချေသက်ရောက်မှုရှိနိုင်ပြီးတော့နေ့စဉ်တောက်သုံးမယ်ဆိုတာကကျန်းမာရေးကိုတတိတာတာထိခိုက်စေနိုင်ပါတယ်အဲ့တော့များများတောက်လေတချို့သောကျန်းမာရေးဆိုးကျိုးတွေကိုခံစားရနိုင်ခြင်းပုံများလေလိုပဲဖြစ်ပါတယ်အဲ့တော့ကြောင့်မို့ကျွန်တော်တို့အနေနဲ့မတောက်သုံးရမနေနိုင်ဘူးပေါ့နော်ဒီတောက်သုံးမယ်ဆိုလို့ရှိရင်လည်းစင်ကျင်တတိလေးထားပြီးတော့တောက်သုံးတာကကျွန်တော်တို့ကိုဆိုးကျိုးတွေအတန်တင်လျှော့ပါတတ်တာစေပြီးတော့ကောင်းကျိုးတချို့လည်းရရှိလာမှာပဲဖြစ်ပါတယ်
ကျွန်တော်ခုပြောပြခဲ့တဲ့အကြောင်းအရာလေးကတော့ဘီယာနဲ့ပတ်သက်တဲ့ကောင်းကျိုးဆိုးကျိုးတွေကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးကိုနားထောင်ပေးပြီးတော့ကြာတော့ကျမရဲ့အကျိုးကျေးဇူးစုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ကျမရဲ့အကျိုးကျေးဇူးစုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထန်လုံးဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်ကျမရဲ့ဘုဒ္ဓတာတွေတော်ပါပြီးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ